အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာ YWN Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးမယ့်တရေဆက်လန်လေးနာမည်ကတော့အောက်လန်းဘိုးထွန်းအပိုင်းကိုဝိညာဉ်ဓာတ်အလင်းနဲ့အောင်ပွဲခံအလှူတော်ပဲဖြစ်ပါတယ်အားလုံးပဲအစင်သင်းဖြစ်ပြီးဆိုရင်စလိုက်ကြရအောင်အလှူမန်တကြီးတစ်ခုလုံးသွေးညီနတ်နဲ့ဖုံးလွှမ်းနေပြီးအောက်လန်းဆရာကန်ဘီရာရဲ့ကုံပန်တက်သစီတွေဟာရွာသားတွေကိုဝိုင်းထားပါပြီပေတူးဟာလက်ထဲကပစင်ကိုချစ်ကျက်ပါအောင်စုပ်ကိုင်းပြီးရှေ့ဆုံးကနေမမရပ်နေပါတယ်ဟေးကောင်တွေငါတို့ရွာရဲ့ကိုတို့ပွဲကိုဘယ်မိတ်စာမှဖြစ်လို့မရစေရဘူးလာစမ်းတေးရဲတဲ့ကောင်ထောက်ခက်တယ်ဗျအဲ့ဒီချိန်မှာပဲဝါခဲဦးထုတ်စောင်းထားတဲ့လိုးရွက်လူရွက်အနန္တာဟာသူ့ရဲ့ဝိညာဉ်ဓာတ်ကိုကောင်းကင်ရံကိုမြှောက်လိုက်ပါတယ်ဓာတ်သွားစီကနေထွက်ပေါ်လာတဲ့အပြာရောင်မီးလျံတွေဟာနေမင်းကြီးထက်တောင်ပိုပြီးတောက်ပနေတော့ပါတယ်မိစ္ဆာတွေအမောင်ထဲကိုပြန်သွားကြစမ်းလို့អော်ရင်ဓာတ်ကိုမြေကြီးထဲစိုက်ချလိုက်တဲ့အခါမှာတော့အပြာရောင်အလင်းလိုင်တွေဟာမန်တက်တစ်ခုလုံးကိုဖြတ်တန်းသွားပြီးတစေစစ်တက်ကြီးကိုတခဏချင်းမှပဲပြာဖိသွားစေပါတော့တယ်ဂမ်ဘီရာဟာဒေါသတကြီးနဲ့နှုတ်ထအောက်လိုင်းပညာတွေကိုသုံးဖို့ပြင်းလိုက်ပြီးမြင်ဘူးထင်ကအခွင့်အေးမပေးတော့ပါဘူးဘူးထင်ရဲ့ကိုဘော်ကရွှေရောင်အင်းကွက်တွေဟာတကိုယ်လုံးကိုဖုံးလွှမ်းသွားပြီးမြစ်တာလက်ဝါးနဲ့ဂမ်ဘီရာကိုရိုက်ခတ်လိုက်ပါတယ်ဝုံဆိုတဲ့အတန်ကြီးနဲ့အတူဂမ်ဘီရာဟာလွင့်ထန်သွားပြီးအမောင်တို့ထဲမှာပျောက်ကွယ်သွားပါတော့တယ်ကြွာလုံးကိုဖုံးလွှမ်းထားတဲ့မဲမောင်တွေတိမ်တိုက်တွေဟာလည်းချက်ချင်းဆိုသလိုကွယ်လတ်သွားပြီးရွှေရောင်နေကြီးတွေပြန်လဲကြားရောက်လာပါတယ်ဟေးအောင်ပြီဟေးအောင်ပြီပုတ်တိုးနေတဲ့သမင်းဟင်းတွေလည်းငကိုအတိုင်းပြန်ထစ်ကုန်ပြီဗျာလို့အော်ဟစ်လိုက်တော့မှရွာသားတွေလည်းဝမ်းသာအားရနဲ့တာရူးခေါ်ကြပါတော့တယ်ညောင်ပင်ရွာကလေးရဲ့အလှပွဲဟာအရင်ကထပ်ပိုးမှုစီးကားတိုက်မြိုက်စွာနဲ့အောင်မြင်သွားခဲ့ပါပြီဒါပေမဲ့အရှုံးနဲ့ထွက်ပြေးသွားတဲ့ဂမ်ဘီရာဟာနောက်ထပ်ဘလို့လက်စာချေမှုတွေနဲ့ပြန်လာအောင်မလဲဆိုတာကိုတော့အပိုင်းစင်မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြအောင်ခင်ဗျာ